တောက်ကြအရွယ်တိုက်ရင်လည်းဘယ်သူနဲ့မှမတူဘူးเนาะဟုတ်တယ်တောက်ကြတွေရွယ်တိုက်ပြီဆိုလို့ရှိရင်ဘယ်သူနဲ့မှမတူဘယ်လိုပြောမလဲဆိုတော့ချစ်ဖို့ကောင်းတယ်ဆိုတာတည်းနည်းနည်းလေးအသေးရဖို့ကောင်းတယ်ဆိုတဲ့ပုံစံမျိုးရှိတယ်ကွာချို့ဆိုလို့ရှိရင်အရွယ်တိုက်ရင်ကွာအမြင်ကပ်ဖို့ကောင်းတယ်ကွာချို့ကြောလည်းချစ်ဖို့ကောင်းတယ်တောက်ကြကြတော့အသေးရဖို့ကောင်းတဲ့ character မျိုးမှရှိတယ်သူတို့ကိုလာမရွေးနဲ့သူတို့ကနှစ်စားပြန်ရွေးမယ်ဆိုတဲ့ပုံစံမျိုးလည်းရှိတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့တောက်ကြတွေကတောင်းရွေးမတိုက်တတ်တဲ့အထဲမှာပါတယ်အရန်လည်းတီးခံပေးတဲ့အထဲမှာပါတယ်သူတို့အရွယ်တိုက်တယ်ဆိုတာကတော်တော်ကြီးကိုပြောလို့ဆိုလို့မရလို့အရွယ်တိုက်လိုက်တယ်လို့လည်းပြောလို့ရပါတယ်ဒါပေမဲ့တောက်ကြတွေကများသောအားဖြင့်ခွင့်လို့ပေးတတ်တယ်နားလည်းပေးတတ်တဲ့ character မျိုးမှရှိပါတယ်ဆိုတော့တောက်ကြနေနေကိုပေါ့နော်ရည်စားဖြစ်နေရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒီဟာလေးတွေကိုတည်ထားတင်ပါတယ်တောက်ကြတွေကချစ်ပြီးဟေ့ဆိုလို့ရှိရင်လည်းအရန်ချစ်တာကြည့်မရတော့ဘူးဆိုလို့ရှိရင်လည်းလှည့်မကြည့်တတ်တော့ဘူးအရွယ်တိုက်ပြီးဟေ့ဆိုလို့ရှိရင်လည်းလုံးဝပေါ့နော်ပြိုင်ဆန်ရှာအရွယ်တိုက်တတ်တဲ့ character မျိုးရှိပါတယ်